မိသားစုတွေကိုပြန်ချောပြီးကြော်ညာရေးဇက်တိုက် update ပေးနေတဲ့အောင်စပူပရိသတ်ကြီးအောင်စပူနဲ့ဖန်နေကြားကပြဿနာကတော့ငြိမ်းသွားပြီနော်မင်းသားလေးဟာအဲ့ဒီနေ့ကတချို့ဖန်နေရဲ့မက်တွေကိုဖတ်ပြီးမျက်ရည်ကျခဲ့ရတယ်လို့ဆိုပါတယ်နောက်ရက်အကတိုက်တဲ့မျက်နှာလေးတောင်မကောင်းရှာပဲညှိုးငယ်နေခဲ့ရတယ်နော်ဒါပေမဲ့အခုမှဖန်တွေကိုစုပူပြီးတော့ပြန်ချောတဲ့အနေနဲ့မုံဝစ်စုံလေးနဲ့ကြော်ညာရိုက်ကူးထားတဲ့ update လေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်မိသားစုတွေကိုအလေးထားပြီးတော့ချစ်တာမလို့သူ့ရဲ့ကြော်ညာ update တွေနဲ့ပြန်ချော့နေရပါဒါကြောင့်ပရိသတ်ကြီးလည်းမူမနေနဲ့တော့နော်အောင်စပူကဇက်တပင်ရာသီပြန်စားတော့မှဖြစ်လို့လက်ခံထားတဲ့ကြော်ညာပွဲတွေကိုအလင်းအမြန်စူးစမ်းနေရပြီးကြားတဲ့ပပရာဇီရဲ့ခေါင်းဆောင်မှုကြောင့်စိတ်ရှုပ်တာလေးတွေဖြစ်နေခဲ့တာပါနော်အချစ်တော်မင်းသားလေးအစ်စ်တွေစားတော့မဲ့ဇက်တပင်ရာသီစားတော့မဲ့ဆိုရင်ကရက်ပေါင်း16000ဖြစ်နေတာမလို့တော်ယုံမဲတဝင်းတူကြပါဟိုကမိသားစုတွေကိုချစ်လို့အလိုလိုက်ပေမဲ့မိသားစုတွေဘက်ကလည်းအောင်စပူကိုအယမ်းမစိုးရပါဘူးနော်ဒီတော့ပရိသတ်ကြီးအောင်စပူရဲ့ update တွေကိုစောင့်မျှော်ရင်းလေပင်ရှည်မနေကြပဲအခုတစ်ခုပြီးတစ်ခုချပြနေရမလို့အပြေးလေးကြည့်လိုက်ကြရအောင်လားနော်အောင်စပူရဲ့အသစ်သောဇက်ကပုံလေးတွေကိုအခုနှစ်ဇက်တပင်ရာသီပြန်စရင်ကြည့်ရအောင်မလို့စောင့်မျှော်လိုက်ကြရအောင်ပါရှင်မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်